မင်္ဂလာပါခင်ဗျာဒီကနေ့တင်ဆက်ပေးတော့မှာကတော့မွေနဲ့လူသားစစ်ပွဲလို့နာမည်ပေးထားတဲ့မကောင်းဆိုးဝါးရုပ်ရှင်ပဲဖြစ်ပါတယ်ထူးဆန်းတဲ့စက်ရုံတရုံထဲမှာကုမ္ပဏီပိုင်ရှင်မက်ဆီကသူ့ရဲ့အဆောက်အဦပြန်ပြင်တာအချိန်များကြီးကြာနေတဲ့အတွက်သူ့ရဲ့မန်နေဂျာကိုနားပူအောင်လုပ်နေပါတယ်သူတို့တရားမဝင်မွေးမြူထားတဲ့မွေတွေချိုးပေါက်ထွက်ပြေးဖို့ကြိုးစားတာကြောင့်ကြီးမားတဲ့မတော်တဆဖြစ်မှုတစ်ခုနဲ့သူတို့ကြုံခဲ့ရပါတယ်မန်နေဂျာကပိုင်ရှင်မျိုးသမီးကိုသူ့ကားရှယ်ယာစီလိုက်ပို့ချိန်မှာအားလုံးကိုထိတ်ချုပ်နိုင်အောင်လုပ်ပေးပါမယ်လို့ကတိပေးလိုက်ပါတယ်ဒါမဲ့မန်နေဂျာဟာသူ့တတိကိုအယမ်းမုန်းနေတာသိတာနေပြီးသူကတတိမရဲ့ငွေတွေကိုလိုချင်လို့ဒီမှာလှုပ်နေတာဖြစ်ပါတယ်လူတွေမတွေးမိလိုက်တာကသူတို့မွေတွေကိုကျွေးနေတဲ့စိတ်တွေဟာတကယ်တော့မွေတွေကိုပိုအားကောင်းလာစေပြီးအကောင်ရည်အတွက်ကိုလည်းတိုးပွားလာစေပါတယ်။ဒါကြောင့်ပဲမွေတွေကြားမှာပြောင်းလဲမှုဖြစ်ပေါ်ပြီးအေယာမမွေကြီးတစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်။ဒါမဲ့မန်နေဂျာကသူ့အတွက်ရုံးခန်းထဲမှာထူးချိုပွဲလေးစောင့်နေတော့ဘာမှစိုးရိမ်ဖို့မရပါဘူး။မန်နေဂျာအဲ့ဒီမျိုးသမီးနဲ့တွဲကရင်းနဲ့လုံးဝယူတယောက်လိုဖြစ်သွားပြီးမွေတွေကိုမထိန်နိုင်တော့ပဲအဆောက်အဦတစ်ခုလုံးတုံခါနေတာကိုလည်းလုံးဝမတွေးမိပါဘူး။လူသမားတွေကတော့တင်မလောက်ကြောက်နေကြပြီးဘာဖြစ်လာမလဲဆိုတာကိုတယောက်မှအဆရှာမရကြပါဘူး။ရုတ်တရက်အောက်ထဲကနေအေယာမမကောင်းဆိုးဝါးကြီးတစ်ကောင်ထွက်ပေါ်လာတာကြောင့်လူတွေကျမ်းမြင့်ပေါ်ကိုလွင့်ကျသွားကြပါတယ်။အေယာမမွေနေကားကြီးရုပ်လုံးပေါ်လာပြီးလူတွေကိုဒေါသတကြီးမှန်ပြီးလိုက်ပါတော့တယ်။လူသမားတွေကဒီဟာကိုမြင်တော့အသက်ဘေးကလွတ်ဖို့တဲတန်ထွက်ပြေးကြပါတယ်။မွေကြီးကထွက်ပြေးသူတွေနောက်ကိုလိုက်ပြီးအားလုံးကိုတက်စားပစ်လိုက်ပါတယ်။အေယာမမွေကြီးကလူတွေကိုလေထဲမြောက်သွားအောင်လုပ်ပစ်ပါတယ်။သူကလူတွေကိုဘူဖေးစားသလိုစားပစ်တာဖြစ်ပါတယ်။ဒီချိန်မှာမန်နေဂျာကသူ့ရုံးခန်းထဲမှာဟိုမျိုးသမီးနဲ့တွဲကနေပြီးအပြင်မှာတော့လူသမားတွေကမွေကြီးတက်လို့တည်နေရပါတယ်။ဒီလိုနဲ့မွေကြီးကမန်နေဂျာရုံးခန်းကိုသတိပြုမိသွားပြီးအနားကိုကတ်လာပါတော့တယ်။မွေကြီးကမျိုးသမီးကိုချိုတဲတော့မယ်ဆိုတာမြင်ရတော့မန်နေဂျာကြက်တီတည်သွားပါတယ်။အမျိုးသမီးကိုမွေကြီးကတလုတ်ထဲနဲ့စားပစ်လိုက်တာတွေ့ရတော့မန်နေဂျာတယောက်နေရာမှာကြောကတ်သွားပါတယ်။မွေကြီးကသူ့ရဲ့ကြောင်တော်မျိုးလုံးတွေနဲ့ပဲမန်နေဂျာကိုစိုက်ကြည့်ပြီးအယူတယောက်ရဲ့သားကစားမကောင်းတော့ဘူးလို့တွေးပြီးမစားဘဲထွက်သွားခဲ့ပါတယ်။မကြခင်မှာလက်ကျန်လူသမားတွေကဂေဒီကားစီကိုပြေးကြပါတယ်။ဒါမဲ့ဂေဒီကားကတော့ပိတ်ထားတော့သူတို့ဖွင့်ဖို့တဲတန်ကြိုးစားကြပေမဲ့ဂေဒီကားကဘလို့မှဖွင့်မလာပါဘူး။ကြောင်ပိတ်မိနေတဲ့လူသမားတွေကိုမွေကြီးကတက်စားပစ်လိုက်ပါတော့တယ်။နောက်တနေရာမှာတော့ဖန်လို့ခေါ်တဲ့လူတယောက်ဟာသူ့မိသားစုနဲ့တူအားလည်းရက်ခီးထွက်ပြီးအဲ့ဒီနာကဟိုတယ်တစ်ခုကိုရောက်လာပါတယ်။သူတို့ရောက်နေတဲ့ဟိုတယ်ထဲမှာမွေတွေရောက်ရှိနေပြီဆိုတာကိုဖန်တို့မိသားစုကမသိပါဘူး။အဲ့ဒီစောင့်ဟာလည်းမစ်လီပိုင်ဆိုင်တာဖြစ်ပြီးသူကတော့သူ့ချစ်သူကောင်လေးကျင်နဲ့ပျော်ပါနေတာကြောင့်ဘာဖြစ်နေလဲဆိုတာကိုမတွေးမိပဲလှုပ်ရှုပ်နေပါတယ်။ဒါမဲ့သူ့ချစ်သူကောင်လေးနဲ့အဲ့ရထဲမှာဘာတစ်ခုမှပြီးအောင်မလုပ်ရသေးခင်သူ့စိတ်ယုံကနေရေးပေါ်ဖုံးဝင်လာတာကိုမျိုးသမီးကတွေးလိုက်ပါတယ်။မန်နေဂျာတက်ရှင်နေတော့မဲ့ဆိုတာကိုသူသိသွားပြီးမန်နေဂျာကမွေကြီးလွတ်သွားပြီဆိုတဲ့အကြောင်းလီကိုပြောပြလိုက်ပါတယ်။ဒီချိန်မှာမန်နေဂျာကိုမွေတကောင်ကရှားတွေးသွားပြီးသူ့ကိုရဲရဲဆက်ဆက်တက်ပစ်လိုက်ပါတယ်။သူတကယ်ဒုက္ခရောက်ပြီဆိုတာကိုစဉ်းစားမိတဲ့အဲ့ဒီမျိုးသမီးကသူ့ရဲ့ရာဇဝတ်မှုတွေကိုဖုံးပိထားဖို့ဖောက်တယ်တွေအားလုံးနဲ့ဆက်သွယ်ပြတ်သွားအောင်လုပ်လိုက်ပါတယ်။နောက်တနေရာမှာတော့ဖန်ဟာသူ့သမီးလေးနားမှာစိတ်ပြင်းတဲ့မွေကောင်ရောက်နေတာကိုမထင်မှတ်ဖက်တွေးလိုက်ရပါတယ်။ဖန်ကသူ့သမီးကိုမလုံနဲ့လို့ပြောပြီးအဲ့ရခင်းကိုဆွဲယူပြီးသမီးလေးအန်နီယခင်းအောင်လုပ်လိုက်ပါတယ်။သူတို့ဟိုတယ်ကနေထွက်ပြေးပြီးအဲ့ဂျိုကောင်တာကိုရောက်လာချိန်မှာဝေရီရဲ့အန်နီယနဲ့ပတ်သက်လို့ကွန်ပလိန်းတက်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဖုန်းတွေအားလုံးတန်းပြီးလာပါတယ်။ဖန်ကဖြည်းဖြည်းလေးလှည့်ကြည့်လိုက်တော့ဟိုတယ်စီကိုတန်းခွေတွေဥတီပြန့်နှံ့လာတာကိုမြင်လိုက်ရချိန်မှာစိုးစိုးဝါးတစ်ခုဖြစ်နေပြီဆိုတာကိုသိသွားပါတော့တယ်။ရုတ်တရက်ရာသီဥတုချိန်တွေပြောင်းလဲသွားပြီးမြူတွေဆိုင်သလိုဖြစ်သွားပြီးကောင်းကင်ကလူသေးလောင်းတွေပြုတ်ကျလာပါတယ်။ရုတ်တရက်မွေတွေရောက်လာပြီးလူတွေရဲ့လေဘင်းနေရာကိုကိုက်ကြတာကြောင့်အားလုံးကြောက်ပြီးဟိုတယ်ထဲကိုဝင်ပြေးကြပါတယ်။လူတွေဟိုတယ်ထဲကိုရောက်သွားပြီးတဲ့နောက်သူတို့ကတကားပိတ်ပြီးစောင့်ကြည့်နေချိန်အပြင်ဘက်မှာကြောက်စရာကောင်းလောက်အောင်ပဲတိတ်ဆိတ်နေပါတယ်။ဘာလို့ရမလဲစဉ်းစားမရသေးတဲ့အချိန်မှာဟိုတယ်တကားဝါကိုသွေးတွေလိမ့်လိမ့်ပေချန်နေတဲ့ကောင်မလေးတယောက်ရောက်လာပြီးတကားဖွင့်ပေးပါလို့တဲတန်အော်ပြောနေပါတယ်။ဒါကိုဟိုတယ်မန်နေဂျာကတွေးတော့တကားဖွင့်ပေးဖို့ပြင်လိုက်ချိန်မှာပဲအဲ့ဒီကောင်မလေးကနောက်ဖက်ကဝဲဝဲကိုကြီးမားတဲ့လက်တံတစ်ခုရဲ့ဆွဲယူသွားတာကိုခံလိုက်ရပါတယ်။ညှော်လင်းချက်မဲ့နေတဲ့ဟိုတယ်တွေကလူတွေရှိတဲ့နေရာစီကိုတရဝါဆိုးကြီးတကောင်ရဲ့ကြီးမားတဲ့လက်တံကြီးဝင်းရရောက်ရှိလာပြီးဟိုတယ်ရှိမျက်နှာစာမှန်တွေကိုတစ်ချက်တည်းနဲ့ရိုက်ခွဲပစ်လိုက်ပါတယ်။တကားပွင့်သွားတာကြောင့်ဟိုတယ်တွေကိုမရေမတွက်နိုင်တဲ့မွေတွေဝင်လို့ရသွားပြီးလူတွေကိုတိုက်ခိုက်ပြီးကိုက်တက်လိုက်ပါတယ်။လူတွေကမွေတွေကိုပြန်ပြီးတိုက်ခိုက်ဖို့ကြိုးစားကြပေမဲ့မွေကအင်အားတာလွန်နေတာကြောင့်လူတွေပဲရှုံးနေပါတယ်။ဒီချိန်မှာအဓိကဇက်ကောင်ဖန်ဟာသူ့မိသားစုကိုရှာမတွေ့တော့ပါဘူး။သူ့မိန်းမကသူ့သမီးလေးကိုခေါ်ပြီးတခြားလူတွေပြေးနေတယ်လို့သူလည်းလိုက်ပြေးနေပါတယ်။နောက်မှမွေကိုက်ခံထားရတဲ့လူတွေအများကြီးရှိနေတဲ့နေရာစီကိုမွေကြီးရောက်ရှိလာပါတယ်။ဒီချိန်စားတော့ဆိုင်တစ်ဆိုင်တွေကလူတွေဟာအပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုမသိဘဲအားရပါးရစားတော့နေကြပါတယ်။သူတို့စားဖို့လာပေးတဲ့စားစာတွေမှာမွေတွေပါလာပြီးလူတွေကိုတိုက်ခိုက်တာကြောင့်စားတော့ဆိုင်ထဲမှာချင်းတွေဗျမ်းမတာဖြစ်သွားပါတယ်။ဒီချိန်မှာစားတော့ဆိုင်တွေကိုမွေကြီးတစ်ကောင်ရောက်လာပြီးသူ့ရဲ့သပင်ပုံစံကိုပြသလိုက်ပါတယ်။အဲဒီနောက်လူတိုင်းကိုအဲ့ဒီသပင်ခတ်ဆန်းဆန်းနဲ့မွေကြီးကတက်ပစ်လိုက်ပါတယ်။ဘေးနားကအဆောက်အဦမှာတက်ရှင်ကြံသူတွေဟာအပေါ်တက်စီတပြေးကြပါတယ်။ဒီချိန်မှာလူတွေတွန်းထိုးလိုက်လို့နောက်ဖေးကိုပြုတ်ကျနေတဲ့ကျွန်တော်တို့ရဲ့အဓိကဇက်ကောင်ဖန်ဟာနိုင်ရန်နဲ့စောင့်မိပြီးတတိလွတ်သွားပါတယ်။သူကန်ကောင်းလို့ဘာမှမဖြစ်ပဲတတိရလာချိန်သူမျက်စိရှိမှနှစ်ယောက်မွေတစ်ကောင်ရောက်နေတာကိုတွေးလိုက်ရပါတယ်။ဖန်ကမွေတွေကိုထိချောင်းနဲ့တက်ခတ်ပြီးရှင်းပြလိုက်ပါတယ်။သူဟာသူ့မိသားစုကိုရှာကိုပေါ်တက်ကိုပြေးတက်သွားချိန်မှာတတိလက်နေတဲ့အမျိုးသမီးတယောက်ရဲ့ဘေးမှာထပါမေရဲ့လို့အုံငိုပြီးပြောနေတဲ့ကောင်မလေးတယောက်ကိုတွေးလိုက်ရပါတယ်။သူကပစ်ထားခဲ့ဖို့လို့တော့တတိလက်ပြီးလဲနေတဲ့အမျိုးသမီးကဖန်ရဲ့ခြေထောက်ကိုရုတ်တရက်ဖမ်းဆွဲပြီးသူ့သမီးလေးကိုကူညီပေးဖို့ပြောလာပါတယ်။လူတွေလွတ်မြောက်ဖို့ဘယ်နေရာကိုပြေးရမလဲဆိုတာသူသိတယ်လို့မျိုးသမီးကပြောပါတယ်။အသက်ရှင်လွတ်မြောက်သူတွေဟာအစာအုပ်ပိုင်ရှင်မျိုးသမီးနဲ့သူ့ချစ်သူမျိုးသားတို့ကလက်မခံဘူးလို့ပြောနေတဲ့ကြားကသူတို့အစာအုပ်ရဲ့ခေါ်မိုးပေါ်ကခံနေရောက်နေပါတယ်။လူတွေကပရိဘောဂတွေနဲ့တကားကိုပိတ်ထားလိုက်ချိန်မှာအပြင်ဘက်ကတကားကိုရိုက်တန်ကြတာကြောင့်လုံခြုံရေးဝန်ထမ်းကတကားဖွင့်ပေးဖို့လုပ်ပါတယ်။ဒါမဲ့လီကတကားဖွင့်ရင်ဖွင့်ကြည့်စမ်းနင်းကုန်ကအလုတ်ထုတ်ပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။ကံကောင်းတာကအဲ့ဒီလုံခြုံရေးဝန်ထမ်းဟာတဲဘောကြောင်တဲ့လူမဟုတ်တာကြောင့်သူ့ရဲ့ယူနီဖောင်းကိုချွတ်ပြီးလွတ်ပစ်လိုက်ပါတယ်။လူတွေတကားကိုဖွင့်ပြလိုက်တော့ကျွန်တော်တို့ရဲ့အဓိကဇက်ကောင်ဖန်ကိုတွေးရပါတယ်။ဖန်ကအထဲမှာသူမိမနဲ့သမီးကိုအမြန်ရှာကြည့်လိုက်ပါတယ်
ဒါမဲ့သူမိမနဲ့ကလေးကိုရှာမတွေ့တဲ့အချိန်မှာတခြားရွေးချယ်စရာမရှိတာကြောင့်ဖန်ဟာအဲ့ဒီနေရာကနေပြင်ကိုထွက်သွားလိုက်ပါတယ်။သူဟာဟိုတယ်မှာရှိတဲ့ခန်းထဲကိုလိုက်ရှာပါတယ်။ဒါမဲ့သူဘလောက်ပဲကြိုးစားသူမိမနဲ့သူ့သမီးကိုဘလို့မှရှာမတွေ့ခဲ့ပါဘူး။ဒါမဲ့သူမိမရှိနေတဲ့နေရာကိုအယာမမွေကြီးကအနှံ့ရသွားပြီးသူရှိနေတဲ့နေရာကိုရှာတွေ့သွားပြီဆိုတာကိုဖန်တယောက်မသိလိုက်ပါဘူး။မွေကြီးကခန်းထဲကနေရာတိုင်းကိုလိုက်ရှာနေချိန်မှာဖန်ရဲ့မိမဟာသူ့သမီးလေးနဲ့အတူဝက်ဗီလိုထဲမှာဝင်ပုန်းနေလိုက်ပါတယ်။မွေကြီးကသူ့ရဲ့တောက်ကောင်တွေကိုလိုက်ရှာတော့အဲ့ဒီခန်းထဲမှာတခြားလူတွေပုန်းနေကြတယ်ဆိုတာကိုသိလာရပါတယ်။မွေကြီးကတစ်ရှင်ကြံနေသေးတဲ့လူတွေကိုရှင်းပြတော့မဲ့ချိန်မှာဖန်ရဲ့မိမဟာမွေကြီးနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်မိပါတယ်။မွေကြီးကဒေါသတကြီးနဲ့မှန်ဖိလိုက်တော့ဖန်ရဲ့မိမကသူ့သမီးလေးကိုမွေကြီးတတိမထားမိစေအောင်ဗီဒီယိုထဲကနေထွက်ပြေးခိုင်းလိုက်ပါတယ်။ဒါမဲ့သူ့သမီးလေးကအပြင်ကိုလိုက်ထွက်ပြေးလာတာကြောင့်မွေကြီးကကောင်မလေးကိုတိုက်ခိုက်လိုက်ပါတယ်။ဒီချိန်မှာဖန်ရောက်ရှိလာပြီးမွေကြီးကိုဒိုတချောင်းနဲ့ brain box စီကိုဒေါသတကြီးနဲ့ထုတ်ပစ်လိုက်ပါတယ်။မွေကြီးအောက်ကိုပြုတ်ကျပြီးတည်သွားတော့ဖန်ကသူ့သမီးလေးကိုဖက်ပြီးသမီးလေးကိုစူပါသူရဲကောင်းတယောက်လိုကာကွယ်ပေးမယ်လို့ခရီးပေးလိုက်ပါတယ်။သူတို့ထွက်သွားဖို့လုံနေချိန်မှာပုံနေတဲ့လူတွေလည်းထွက်လာတာကြောင့်ဖန်တယောက်သူတို့အားလုံးကိုကယ်တင်ပေးရတော့မှာဖြစ်ပါတယ်။သူတို့တိတ်လေးထွက်ပြေးသွားဖို့လုပ်ကြတော့သူတို့သွားမဲ့လမ်းမှာမွေကြီးကောင်ရောက်နေပြီးနောက်ကလိုက်လာချိန်မှာလူတွေအဆောက်အုံတွေကိုပြန်ဝင်ပြေးကြပါတယ်။သူတို့အရင်ကရောက်နေတဲ့ခန်းထဲကိုပြန်ရောက်သွားပြီးမွေကြီးကအပြင်ကနေဝင်လို့ရမယ့်နီလန်းကိုရှာနေချိန်မှာဖန်ကအပြင်ကိုထွက်မဲ့နီလန်းတစ်ခုကိုစဉ်းစားလို့ရသွားပါတယ်။သူတို့က brain box ကနေထွက်ပြီးအပြင်တန်းလေးတွေကနေတဆင်ဆောက်လို့ရတုံကျိုးပကက်တစ်ခုစီကိုရောက်အောင်သွားကြပါတယ်။ဖန်ကကျိုးပကက်စီကိုအရင်ဆုံးရောက်သွားချိန်မှာမွေကြီးကတခြားလူတွေရဲ့ရှေ့ကိုရောက်လာတာကြောင့်လူတွေကြောက်ပြီးအောက်ကိုပြုတ်ကျပါတယ်။ဒါမဲ့ဖန်ကကြံတဲ့လူတွေကိုတယောက်ချင်းစီကျိုးပကက်ထဲရောက်အောင်ကူညီပေးလိုက်ပါတယ်။ကျိုးပကက်ကိုသူတို့က remote နဲ့ထိန်းချုပ်ပြီးအပေါ်ကိုတက်ဖို့ကြိုးစားချိန်မှာလေးချိန်များလုံးနေတာကြောင့်ကျိုးပကက်ကိုဆွဲတဲ့စစ်ကချိုးရင်းသွားပါတယ်။ဒီချိန်မှာရင်ကထက်ပိုကြီးတဲ့မွေကောင်စောက်အုံပေါ်ကိုတက်လာတာကိုတွေ့ရတော့သူတို့ဒီနေရာမှာကြာနေလို့မရတော့ဘူးဆိုတာကိုသဘောပေါက်လာကြပါတယ်။သူတို့က brain box ကိုခောက်ပြီးကူညီတောင်းချိန်မှာခေါမိုးထက်အခန်းအောက်ကအထက်ခန်းထဲမှာတက်ရှင်ကြံသူတွေရှိနေသေးတာကိုအံ့ဩစရာကောင်းလောက်အောင်တွေးလိုက်ရပါတယ်။အပြင်ကလူတွေကိုထဲကလူတွေကတယောက်ချင်းစီထဲရောက်အောင်ကူညီပေးပြီးသူတို့အားလုံးကိုကယ်တင်လိုက်ကြပါတယ်။ဒါမဲ့ဆောက်ဦးကိုမွေကြီးကလိမ့်ညစ်ပစ်လိုက်တာကြောင့်ဆောက်ဦးကကြမ်းကြမ်းရမ်းလှုပ်ခါနေပါတယ်။ဒီလိုချိန်မှာဟိုတယ်ရဲ့လျှက်စစ်လမ်းကြောင်းပြတ်တောက်သွားပြီးပူဆိုးရာကထဲကလူတွေကမွေကြီးရဲ့စိတ်မီးနေကြပါတယ်။အစိမ့်မိသူတွေထဲမှာဖန်ရဲ့မိန်းမလည်းပါဝင်ပြီးသူကမြ мян ဆန်ဆန်ပဲတေးမလို့ဖြစ်လာနေပါတယ်။သူတို့ကအန်ဆွဲတစ်ခုထဲကနေမွေတွေနဲ့ပတ်သက်တဲ့စာရေးစာတမ်းတွေအများကြီးကိုရှာတွေ့ခဲ့ပြီးဒီဖြစ်ရဲ့တစ်ခုလုံးရဲ့တရားခံဟာလီပဲဆိုတာကိုသူတို့စဉ်းစားမိခဲ့ကြပါတယ်။ဒါကြောင့်ဖန်တယောက်ဒေါသထွက်ပြီးတထေးမလီကိုလေပင်းညစ်တက်ဖို့လုပ်လိုက်ပါတယ်။လီကသူ့မှာဖြည့်ဆည်းရှိတယ်လို့ပြောလိုက်တာကြောင့်သူ့ရဲ့ကူညီကိုလူတွေလိုအပ်နေသေးတာကိုဖန်တယောက်သဘောပေါက်သွားပါတယ်။တခြားရွေးချယ်စရာမရှိတဲ့အချိန်မှာလီကဖြည့်ဆည်းတွေထားတဲ့နေရာကိုသူ့ပြမယ်။ဒါမဲ့သူဤစားကိုလည်းသူတို့နဲ့တူခေါ်သွားရမယ်လို့ပြောလိုက်ပါတယ်။ဖန်ကဒီလိုပြောတာကြတော့ဘသူတွေသွားမလဲလူစုလိုက်ပြီးအန်ရီများတဲ့မရှင်တွေပြင်ဆင်လိုက်ပါတယ်။ဒီချိန်မှာတူလိုက်လာသူတွေကိုခွင့်ရရရင်ရှင်းပြဖို့လီကသူ့ကောင်လေးကိုတိတ်တဆိတ်မာနေတာကိုဖန်ကကြားလိုက်ပါတယ်။လူတွေပြင်ကိုထွက်ပြီးမွေစိုးကြီးမတွေ့အောင်သွားရင်းနဲ့တာအပိတ်ဆက်စီကိုရောက်သွားကြပါတယ်။သူတို့ခလုတ်ရှာတွေ့ပြီးဟိုတယ်ရဲ့မီးကိုဖွင့်လိုက်ကြပါတယ်။ဒီလိုမီးတွေအားလုံးလင်းသွားတာကြောင့်မွေစိုးကဒေါသထွက်သွားပါတယ်။မွေစိုးကြီးလှုပ်လိုက်လို့အစာအုပ်တစ်ခါထပ်ပြီးတုန်ခါသွားချိန်မှာဖန်တို့အုပ်စုကသူတို့ရဲ့အပေါ်မှာမွေတွေရောက်နေတာကိုမြင်လိုက်ရပါတယ်။မွေတွေဟာတုန်ခါမှုကြောင့်အောက်ပြုတ်ကျလာတော့လူတွေတက်လူပြီးထွက်ပြေးကြရင်းနဲ့ဘယ်သူမှမထိခိုက်ပဲလွတ်မြောက်သွားခဲ့ကြပါတယ်။သူတို့အုပ်စုဟာနောက်ဆုံးမှဖြည့်ဆည်းထားတဲ့လေးဝက်ခန်းထဲကိုရောက်သွားကြပါတယ်။သူတို့ရဲ့မိတ်ဆွေတွေအတွက်ဖြည့်ဆည်းယူပြီးထွက်သွားဖို့ပြင်နေချိန်ဟိုတယ်မန်နေဂျာရဲ့နောက်မှာမွေစိုးကြီးတစ်ကောင်ပေါ်လာတာကိုတခြားလူတွေတွေ့လိုက်ရပါတယ်။မန်နေဂျာကဖြည်းဖြည်းလေးနောက်ကိုလှည့်ကြည့်လိုက်တော့မွေစိုးကြီးကဒေါသကြီးမဲ့ပြီးသူ့ရဲ့ခေါင်းကိုကိုက်လိုက်ပါတယ်။တခြားလူတွေကဘာမှမတတ်နိုင်ပဲကြည့်နေချိန်မွေစိုးကြီးကသူတို့ဘက်ကိုလှည့်လာပါတယ်။လူတွေကြောက်လန့်ကြထွက်ပြေးကြတော့မွေစိုးကြီးကနောက်ကမြန်လိုက်လာပါတယ်။နောက်ဆုံးမှမွေစိုးကြီးကလူတွေကိုကြောင်ပိတ်မိအောင်လုပ်လိုက်ပါတယ်။ဒါမဲ့သူတို့ကမီးဖို့ကြောင်တစ်ခုတည်းကိုဝင်ပြေးလို့ရလိုက်ပါတယ်။သူတို့ဘာဆက်လုပ်မလဲမစင်စားမိခင်မှာတထေးမရဲ့ရီးစားကတခြားတစ်ဖက်ကိုထွက်ပြေးပြီးလူတွေကိုမီးဖို့ကြောင်ထဲမှာတော့ပိတ်ပြီးတီအောင်ထားရက်ခဲ့ပါတယ်။တထေးမရီးစားကလီကာကနေပြစ်တက်ပြီးခေါင်းမိုးပေါ်တဲ့ခန်းထဲကိုရောက်အောင်သွားနေပါတယ်။ဒါမဲ့သူကလူသေးကောင်တစ်ကောင်ကိုခလို့တိုက်မိပြီးလေးကျသွားပါတယ်။သူကလူသေးကောင်တွေအများကြီးကိုတွေးလိုက်ရတဲ့အချိန်မှာသူတို့ရဲ့တရားမဝင်စမ်းသပ်မှုကြောင့်လူတွေအများကြီးတည်သွားတာကိုတွေးလိုက်ရလို့ငါလုပ်ခဲ့တာတွေအများကြီးမှပြီဆိုတာကိုစဉ်းစားမိသွားပါတယ်။ဒီချိန်မှာမွေစိုးကြီးကမီးဖို့ကြောင်ထဲကိုရောက်လာတာကြောင့်အထက်ကလူတွေကတုတ်တုတ်တောင်မလို့ရဲပဲပုံနေကြပါတယ်။ဒါမဲ့ကံကောင်းတာကမွေစိုးကြီးကစားကြံနေပဲစားပြီးတော့ထွက်သွားပါတယ်။ဒီလိုမွေစိုးကြီးထွက်သွားတာကြောင့်လူတွေကတကားကိုဘလို့ဖွင့်မလဲကြံထုတ်ကြပါတယ်။ဒီချိန်မှာသူတို့နောက်ကထူးထူးဆန်းဆန်းအတတစ်ခုကြားလိုက်ရပြီးမွေစိုးကြီးကသူတို့ကိုတက်ဖို့ပြန်ရောက်လာပါတော့တယ်။ဒါကိုလုံညုံဝန်ထမ်းကမြင်ပြီးမွေစိုးကြီးကိုရိုက်ပြီးမောင်းထုတ်ဖို့ကြိုးစားပေမဲ့မွေကြီးကအာသာနေတာကြောင့်သူ့ကိုကြမ်းမြေပေါ်ကင်ပေါက်ပစ်လိုက်ပါတယ်။မွေစိုးကြီးကဖန်ကိုတက်ဖို့ကြိုးစားချိန်မှာသူ့ကိုပြန်ချပေမဲ့သူ့ကိုမွေကြီးကဘောလုံးတစ်လုံးလွှတ်ပစ်တယ်လို့လွှတ်ပစ်လိုက်ပါတယ်။မွေကြီးကခြားလူတွေဘက်ကိုလှည့်သွားပြီးတိုက်ခတ်လိုက်ပါတယ်။စပုံမှုတယောက်ကတန်းကားလိတဲ့ဓာလေးနဲ့မွေကြီးကိုဝင်တိုက်ခတ်ပေမဲ့သူလည်းလဲကျသွားပါတယ်။မွေစိုးကြီးကတိုက်ခတ်ဖို့ကြိုးစားရင်းနဲ့မီးဖို့ကြောင်တကားမှညက်သွားတာကြောင့်လူတွေကဒီခွင်ရေးကိုသုံးချပြီးမွေကြီးကိုတိုက်ခိုက်ကြပါတယ်။မွေကြီးကတိုက်ခိုက်ခံရပေမဲ့ဘာမှမဖြစ်ပဲလူတွေကိုပြန်ပြီးတိုက်ခိုက်ပါတယ်။ဒီလိုနဲ့မွေစိုးကြီးနဲ့ဖန်တို့ရင်ဆိုင်တွေ့တဲ့အချိန်မှာသူကတခြားလူတွေရဲ့အကူအညီနဲ့မွေစိုးကြီးကိုတပ်တူချောင်းတစ်ချောင်းနဲ့ထိန်းချုပ်လို့ရလိုက်ပါတယ်။ဒါမဲ့လည်းအဲ့ဒီလူတွေမွေစိတ်မိသွားပါတယ်။ဒီချိန်မှာတထေးမရီးစားကျင်တယောက်သူချန်ထားရစ်ခဲ့တဲ့လူတွေစီကိုပြန်လာဖို့ဆုံးဖြတ်ပြီးရောက်ချလာပါတယ်။မင်းတို့ချက်ချင်းပြေးကြတာလို့ကျင်ကအော်ပြောလိုက်တော့လူတွေကထွက်ပြေးကြပါတယ်။မွေကြီးကနောက်ကလိုက်လာတဲ့အချိန်မှာပြေးလို့မလွတ်တော့ဘူးဆိုတာကိုတွေးမိတဲ့စပုံမှုကကြံနေခဲ့ပြီးသူတယောက်တည်းရင်ဆိုင်မှုတကားကိုပိတ်ပေးလိုက်ပါတယ်။သူတယောက်တည်းတက်ဆွန့်ပြီးတခြားလူတွေကိုသူကကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ဖန်တို့အုပ်စုခေါင်းမိုးပေါ်ရက်ကိုပြန်ရောက်သွားတော့ဆရာဝန်ကမွေစိတ်မိနေသူတွေကိုမသိအောင်ဖြည့်ဆည်းထိုးပေးပြီးကယ်တင်လိုက်ပါတယ်။အပြင်ကတန်ကျဲကြီးတစ်ခုကြားလို့လူတွေကကြည့်လိုက်ချိန်မှာသူတို့စီကိုရဟန်းရင်တစည်းလာနေတာကိုမြင်ရပါတယ်
ဒါမဲ့ကုမားနေတယ်လို့ပဲရဟရင်ကလူတွေအော်ခေါ်နေတာကိုဂူးမဆိုင်ပါဘူးဒီချိန်မှာတတိမလီယာရီးစားနဲ့တူပြောင်းနေတာကိုဖန်ကသတိပြုမိလိုက်ပါတယ်ဒီရဟရင်ဟာတတိမကိုခေါ်ထုတ်သွားဖို့ရောက်လာတာဖြစ်ပြီးလီယာသူကြီးစားနဲ့တူခေါင်းမိုးပေါ်ရက်ကိုထွက်ပြေးနေပါပြီဒါမဲ့လီကသူကြီးစားကိုပေါ်ကတွန်းချပြီးတတ်ဖို့ကြိုးစားလိုက်ပါတယ်ဒါကြောင့်တွဲလောင်းဖြစ်နေတဲ့ကျင်ကလီကိုကောင်မဘာညာကလော်တုတ်ပြီးပြုတ်ကျသွားခဲ့ပါတယ်ဒီကတော့ကြန့်ခိုင်သူတွေပဲတက်ရှင်ရမယ်လို့ပြောနေပါတယ်အဲဒီနောက်လီယာခေါင်းမိုးပေါ်ကိုပြေးပြီးရဟရင်ပေါ်တက်လို့ထွက်ပြေးဖို့အသင့်ပြင်နေပါတယ်သူသတိမထားမိလိုက်တာကသူတို့ရဲ့လက်ဆွဲအိတ်ထဲမှာမွေကောင်ထွက်လာပြီးရဟရင်မောင်းတဲ့လူကိုကိုက်တက်လိုက်ပါတယ်ဒီလဲထွက်ပြေးရင်းနဲ့ခေါင်းမိုးပေါ်ကစီပိုင်းကြီးတစ်ခုပေါ်မှာပိတ်မိနေပြီးမွေကလည်းရံမှုဖို့လုပ်နေပါတယ်ဒီကချမ်းသာပေးဖို့မွေကိုတောင်းပန်လိုက်ပေမဲ့မွေကတရုတ်စကားတစ်လုံးမှနားမလဲတာကြောင့်သူ့ကိုလှမ်းလိုက်တော့လီတယောက်ဆောင်းအုပ်ပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်ဒီချိန်မှာမွေစိုးကြီးကဟိုတယ်ထဲမှာတက်ရှင်ကြံနေသူတွေရှိတာကိုမြင်သွားပြီးထဲကိုဝင်လာတော့လူတွေလည်းကြောက်လန့်နေကြနဲ့ထွက်ပြေးကြပါတယ်မွေစိုးကြီးကလူတွေကိုရှင်လက်မျိုးပြစ်လိုက်ပါတယ်ဖန်တို့အုပ်စုခေါင်းမိုးပေါ်ရောက်လာတော့ရဲရင်ကိုတွေ့သွားပါတယ်ဒါမဲ့လူတိုင်းကိုဘေးကင်းရပို့ပေးမယ်ဆိုရင်အချိန်ချင်းသွားနေရမယ်ဆိုတာကိုလူတွေသဘောပေါက်ကြပါတယ်ဒါမဲ့သူတို့ထွက်မပြေးနိုင်ခင်မှာပဲမွေစိုးကြီးရောက်လာပါတယ်မွေစိုးကြီးကလူတွေဘက်ကိုကြည့်ပြီးဟင်းလိုက်တော့သူ့အော်တန်ကြားတဲ့မွေတွေအားလုံးခေါင်းမိုးပေါ်တက်ကိုတက်လာကြပါတယ်လုံခြုံရေးဝန်ထမ်းကခန်းတကန်းကိုသတိပြုမိပြီးဝင်သွားချိန်မှာစောက်လက်ပစ္စည်းတွေထားတဲ့ခန်းတကန်းဖြစ်နေတာကြောင့်သူကမွေတွေကိုတိုက်ခိုက်ဖို့အိမ်ထုတ်ဆေးရည်တွေကိုရွေးချယ်လိုက်ပါတယ်လူတွေကမွေတွေကိုရလက်နဲ့ပြန်ပြေးတိုက်ခိုက်တာကြောင့်မွေတွေကဆင်းပြေးချိန်မှာလုံခြုံရေးဝန်ထမ်းကမွေတွေကိုတက်စီနဲ့ဖျက်ပစ်လိုက်ပါတယ်အဲ့နောက်ဖန်ကတနက်နဲ့ပြစ်လိုက်ချိန်မှာကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပြီးမွေအားလုံးလွတ်ထွက်သွားပါတယ်လူတွေကသူတို့အနိုင်ရပြီလို့ထင်နေချိန်မှာမွေစိုးကြီးပြန်ရောက်လာပြီးလူတွေကိုတတ်တော့မဲ့ချိန်မှာဖန်ကမွေစိုးကြီးကိုတနက်နဲ့ပြစ်ပေမဲ့ဘာမှထုံးမလာပါဘူးမွေကြီးကလူတွေကိုပိုးကောင်တွေလွတ်ပစ်တယ်လို့လွတ်ထွက်သွားအောင်လုပ်နေတာတွေ့ရတော့ဖန်ကအနိုင်ယူဖို့နီလန်းတစ်ခုပဲရှိတော့တယ်လို့ပြောလိုက်ပြီးမွေစိုးကြီးအာယုံပြောင်းအောင်လုပ်ဖို့လုံခြုံရေးဝန်ထမ်းကိုပြောလိုက်ပါတယ်လုံခြုံရေးဝန်ထမ်းကမွေကြီးသူ့ကိုပဲအာယုံဆိုင်နေအောင်လုပ်ထားချိန်မှာဖန်တယောက်ရဟတ်ရင်ကိုစင်နှုတ်လို့ရသွားပါတယ်ဖန်ရဟတ်ရင်နဲ့ပြန်တက်သွားချိန်မှာသူမိသားစုကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်ပါတယ်ဒီချိန်မှာဒေါသရန်ထွက်နေတဲ့မွေစိုးကြီးကလုံခြုံရေးဝန်ထမ်းကိုတက်ပစ်လိုက်ပါတယ်ဒီချိန်မှာဖန်ရဲ့တမီးလေးကမွေစိုးကြီးစီကိုသွားပြီးသူမိသားစုကိုဘာမှမလုပ်ဖို့အော်ပြောလိုက်ပေမဲ့မွေစိုးကြီးကနောက်ထပ်သားကောင်တစ်ကောင်ကိုတွေးပြီးဆိုပြီးတက်ဖို့လုပ်နေချိန်မှာဖန်ကရဟတ်ရင်နဲ့ရောက်လာတာကြောင့်ကောင်မလေးကိုထားခဲ့ပြီးဖန်ရဲ့ရဟတ်ရင်နောက်ကိုလိုက်သွားပါတယ်မွေစိုးကြီးကကိုက်ဖို့ပါဇက်ဟားလိုက်ချိန်မှာဖန်ကရဟတ်ရင်နဲ့ဝင်တိုက်ပစ်လိုက်တာကြောင့်ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပြီးမွေစိုးကြီးလည်းတည်သွားခဲ့ပါတယ်ဖန်တယောက်အသက်ဆုံးပြီးမွေစိုးကြီးကိုရှင်းပစ်လိုက်တာကိုလူတွေကမြေစလက်နဲ့ကြည့်နေကြပြီးသူ့သမီးလေးကသူ့ဖေရဲ့နာမည်ကိုအော်ခေါ်နေပါတယ်ပရိသတ်ကြီးတို့ဒီဇက်ကားကိုဘယ်လိုထင်ကြပါသလဲကို့အမြင်ကိုကွန်မန့်ပေးသွားလို့ရပါတယ်လို့ပြောရင်ဒီကုန်းချိုးလိုက်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ